အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကနေပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄နှစ်ခွန်အရာပြည်ထောင်စုအတိုင်းအမြံကောင်စီဥပဒေကို3ရက်2လ2026မနေ့ကညနေပိုင်းမှာထောက်ပြန်ပြဋ္ဌာန်းလိုက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပြောရရင်အခုထုတ်ပြန်လိုက်တာကပြည်ထောင်စုအတိုင်းအမြံကောင်စီဥပဒေပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာတော့ရှိခဲ့တာကတော့နိုင်ငံတော်အတိုင်းအမြံခံဆိုတဲ့အရာတူပဲဖြစ်ပါတယ်ဒီနှစ်ခုကမတူဘာတွေမတူဘူးလဲဆိုလို့ရှိရင်ပြည်ထောင်စုရဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေနိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေကိုကြံပေးခြင်းညှိနှိုင်းဆောင်ရွက်ခြင်းတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်သမ္မတကနေပြီးတော့ဥက္ကဋ္ဌနဲ့အတွင်းမှုအပါအဝင်အဖွဲ့ဝင်9ဦးထက်မနည်းပါဝင်ပြီးတော့ဒီပြည်ထောင်စုအတိုင်းအမြံကောင်စီကိုဖွဲ့စည်းရမှာဖြစ်ပါတယ်အဲ့တော့ဒီ match လက်တရအပတ်မှာလွှတ်တော်ခေါ်မယ်အဲ့ဒီရင်တစဉ်အစိုးရတစ်တရက်နဲ့သမ္မတပေါ်လာပြီဆိုတာနဲ့ဒီအတိုင်းအမြံကောင်စီကတေချာပေါက်ပေါ်ပေါက်လာတော့မှလည်းဖြစ်ပါတယ်ပြီးတော့ဒီအတိုင်းအမြံကောင်စီရဲ့တက်တန်းကနိုင်ငံတော်သမ္မတရဲ့တက်တန်းအတိုင်းဖြစ်တယ်ဆိုတာရဲ့နိုင်ငံတော်သမ္မတရုံးကနေကောင်စီရဲ့ရုံးလုပ်ငန်းတွေအတွက်အစီအစဉ်ဆောင်ရွက်ပေးရမယ်ဆိုတဲ့အချက်တွေနဲ့နိုင်ငံတော်သမ္မတရုံးကနေသမ္မတကိုယ်တိုင်ဒီအတိုင်းအမြံကောင်စီကိုဖွဲ့စည်းရမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရေးဖြစ်စဉ်တစ်လျှောက်မှာပုံစံမတူတဲ့အသွင်မျိုးနဲ့နိုင်ငံရေးအခင်းကျင်းမျိုးကိုမြန်ရလာနိုင်တယ်လို့နိုင်ငံရေးဥစ္စာညောင်းလာနိုင်တဲ့ကောင်စီလို့လည်းတနည်းအားဖြင့်သတ်မှတ်လို့ရတယ်ပေါ့လေအဲ့တော့ဒီပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကိုပြန်သွားရမယ်ဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်ကဒီအတိုင်းအမြံဆိုတဲ့ယာထုကိုမောင်းပိုင်စီးပြီးတော့တူဦးတွေကနေပြီးတော့ဒီနိုင်ငံတော်သမ္မတအပါအဝင်နိုင်ငံတော်ကသူ့လက်အောက်ကပုံစံမျိုးနဲ့စိတ်ကြိုက်လှုပ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့နိုင်ငံတော်အတိုင်းအမြံဆိုတဲ့ယာထုနဲ့အခုထုတ်ပြန်လိုက်တဲ့နိုင်ငံတော်အတိုင်းအမြံကောင်စီကလုံးဝကိုမတူဖွဲ့စည်းပုံချင်းလည်းမတူသလိုအာဏာဖြန့်ဝေပုံချင်းလည်းမတူဘူးဆိုတာကိုပထမတစ်ချက်အနေနဲ့ပြောလိုပါတယ်နောက်တစ်ချက်ကတော့ဒီတစ်ဖက်မှာလည်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရှိတယ်နောက်တစ်ဖက်မှာလည်းဒီနိုင်ငံတော်အတိုင်းအမြံကောင်စီရှိတယ်ဆိုတော့ဒီကောင်စီတွေအနေနဲ့နိုင်ငံတော်ရဲ့အုပ်ချုပ်မှုရန်တရားတွေတနည်းအားဖြင့်မန္တန်ကြီး3ရက်ကိုဘယ်လိုပုံစံမျိုးနဲ့အာဏာဖြန့်ဝေသုံးစွဲသွားမလဲဆိုတာကလည်းတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်အဲ့တော့အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအနေနဲ့အခုထုတ်ပြန်လိုက်တာကနိုင်ငံတော်အတွက်ပိုပြီးကောင်းမွန်တဲ့အရွေးတစ်ခုဒီနည်းအားဖြင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကောင်းခိုင်မာတဲ့နိုင်ငံရေး institution တစ်ခုနိုင်ငံရေး model တစ်ခုကိုပြည့်ပြည့်စုံအောင်အကောင့်တွေပေါ်နိုင်ဖို့အတွက်လှုပ်ဆောင်တာဖြစ်တယ်လို့မြင်မိတယ်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံရေးအရွေးတစ်ခုဖြစ်လာနိုင်လို့မီဒီယာတွေအပါအဝင်အားလုံးစိတ်ဝင်စားသိကျင်နေကြတဲ့နိုင်ငံတော်သမ္မတဘယ်သူဖြစ်လာနိုင်တယ်လဲဆိုတဲ့မေးခွန်းတွေအတွက်လည်းအရေးမှုတစ်ခုဖြစ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်